ကော့ကွန်းကူပါနေရမမဖရားတယ်ကော့ကွန်းကူအဝင်ရပါနေရမမထွင်းထားနေရမမထွင်းထားလားထွင်းထားလားဘာလို့ထား I think there was like pergolas a long time ago, but and then it's why well it was way too long ago. ရလာတောင်းကြီး How does it build it in a mountain? There's so many tiny there's so many tiny Buddha statues. Look. There's like 50 of them. နေရနေမပူဇော်ထားတာဖရားပြုတ်သွားတော့တယ် Like there's so many Buddhas and that's why they ကိုကြီးဆိုသဘောကြီးကြာဟုတ်မှာလည်းဖရားရရှိတယ်ဟုတ်မှာလည်းဖရားရရှိတယ်ပေါ်မှာလည်းဖရားရအများကြီးပဲကျောက်နေရနေမှာဖရားတွေပူတော့တာကောကွန်းကူဝါ amazing နော်ဘာရှိဒီဒီမှာအောင်နော်ဒီဝါတော့လေတောင်းနဲ့ကြားလေးလို့ဖြစ်နေလာကလေးလာဒါဖျားလှိုင်ကူတော့ဒီကကြတော့ကောကွန်းကူကလေတကယ်ကိုလာတဲ့နေရာထဲမှာပါတယ်ဒါကင်းပြင်းနဲ့ဖက်အားကောကွန်းကူอ่ะအောက်ကလည်းရေဆိုတော့အောက်ကလည်းရေဆိုကူရနေကူပြင်းအောင်လှမ်းမြင်ရတယ်နည်း